ကျွန်တော်ဘလူးဟိမ်းပဲဖြစ်ပါကျွန်တော်ခုမှကျွန်တော် Roblox နဲ့ကျွန်တော် Block 2ကျွန်တော်ဆော့ပြပါမယ်ဝိုင်းပါပြီခင်ဗျာဟုတ်ပြန်လာတယ်ဟာကျွန်တော်ဖေးကောင်ဆောက်ဝေါ်လုပ်နေပြီဗျโอเคကြည့်ပါမယ်ကျွန်တော် Block 2ရဲ့ရောဝင်လိုက်ပြီကျွန်တော်ဒီမှာJUVKCK ဟို 2.8 ပဲကောင်ဖမ်းလိုက်ပါဟုတ်ပါတယ်ဟုတ်ပါကျွန်တော်ပြပါမယ်ကျွန်တော်ခု blog လို့ဆိုမှာဆိုရင်တော့ okay ဒီနေ့ကျွန်တော် blog လို့ level ဘယ်လောက်ရှိလဲဆိုရင်ချက်ချိုးလိုက်ပါကျွန်တော်ဆိုတာ9ရက်လောက်ပဲရှိသေးပါတယ်အဲ့ဒီတော့ကျွန်တော်ရဲ့ level ကတော့ပြောမယ်ဆိုရင်ရှင်းလေးပါဒီမှာပါ150ဖြစ်ပါတယ်ကျွန်တော် sky နဲ့ကျွန်တော်သွားဖို့မေ့နေရပြဟို software ကျွန်တော် level train ပြီးနေရတယ်ကျွန်တော်အချိန်ကုန်နေတယ်သိလားလိုင်းရလည်းတိတ်မကောင်းဘူးသိရတိုင်းပဲမြန်မာနိုင်ငံဆိုတော့တားနဲ့အိမ်ပြောင်းလည်းအလုံးလုံးကြအောင်မမြင်ရအောင်ဖြစ်ရပါတယ်ကျွန်တော်ရဲ့တင်မော်လေးကျွန်တော်ရဲ့အဒီရဝယ်ရမဟုတ်ဘူးနော်โอเคဝယ်မယ်အားအောင်ဗာလေးဝယ်ရပါလေည3လေးပဲဝယ်လိုက်ပေးရပါတယ်ညနေမှာအဲ့ဒီရှိပါတယ်အဲ့အဝဲမဲ့ဆိုရင်ကျွန်တော်9သိန်းပေးရမှာပဲကျွန်တော်ကငမွေဖြစ်တဲ့အတွက်ဘာလို့မနေနိုင်ပါဘူးအဲ့ဒါကိုကောင်းပါလေကျွန်တော်ကဆက်တော့မင်းဝေးစိတ်ကြမ်းပါတယ်ကျွန်တော်ကလူတဲ့ဖြစ်ပြီးဘာမှလည်းမလုပ်တော့ပါဘူးကျွန်တော်ရင်ကလည်းလည်းအကောင့်ကြီးတက်သွားတာပါဟုတ်ပါလေကြည့်ရပါဗျာတရားပြင်းပြရက်လိုက်ပါမယ်ခင်ဗျာโอเคကျွန်တော်အခုမရှင်းယူမှာပဲဖြစ်ပါတယ်ပါပြီကျွန်တော်မြန်မာလိုပဲကောက်ခုံပြလိုက်ပါမယ်ဘယ်မှာမဟုတ်ပါမြန်မာလိုပဲကောက်ခုံပြလိုက်တာပါခံမပြီးကောက်ခုံလိုက်တာမှန်လားဆိုတော့မှားပါခင်ဗျာရော craftal โอเคကျွန်တော်လူစုပါမယ်ကျွန်တော်ဒီလိုလူစုပါတက်လေးရှိပါတယ်别回来先不你不要别了，叫我。回来先不啊，啥那个还要换台那个。ကျွန်တော်အကောင်ရှိနေတယ်ကျွန်တော်အဆင်မပြေရနဲ့ကျွန်တော်စာမပြောင်းဖို့ဆော့ဖြတ်လိုက်ပါတယ်ခင်ဗျာကျွန်တော်လည်းစိတ်မျိုးပါနေမှာမဆလာလေးစာပါပြောင်းလိုက်ပါတယ်ပြောင်းလို့မရပါဘူးဟုတ်ပါတယ်ပြောင်းလို့မရတဲ့ဒီနေ့ပြန်လာစာပါတယ်ရပါတယ်ရောက်ပါပြီခင်ဗျโอเคကျွန်တော်ရောက်ပါပြီခင်ဗျကျွန်တော်ရောက်တော့ကျွန်တော်ရဲ့ခါ
ဒီမှာလည်းစောက်ဘောတော့ရှိနေပြန်ပြီကျွန်တော်လည်းစိတ်ညစ်သွားခဲ့ပါတယ်ခင်ဗျာကျေးဇူးဒီကောင်လည်းကွာမရှင်ရိုးမရဘူးရန်ခွေးတနောင်တန်းရပါပြီကျွန်တော်ပြန်လက်ပါမယ်ကျွန်တော်ဘုရားမလို့ရတော့ပါဒီနောက်ထပ်ส่งให้ผมไม่แล้วเนาะโดนนายอ่ะเดี๋ยวไปดูกูจะนอนเลยแกนี่เอาเปรี้ยวจ้าเลยဟုတ်ပါတယ်အဲ့လိုနဲ့ပဲကျွန်တော်တို့တိုက်ဖန်လာပါဗျာကျွန်တော်စောက်ထွေးဖြစ်တဲ့တော့မထိပါဘူးဟုတ်ပါတယ်ယူလိုက်ရတယ်ဟုတ်ပါတယ်ကျွန်တော်ဟုတ်ကဲပြီးကျွန်တော်ပြေးပြီးကျွန်တော်ဒီမှာကျွန်တော်ကွဲဖူးလေးတော့တစ်ခါရှော့သွားခဲ့ပါတယ်အဲ့လိုနဲ့ပဲကျွန်တော်နောက်ဆုံးတော့လောက်ခဲ့ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီတော့ပါပဲကျွန်တော် subscribe လေးလည်း subscribe လုပ်မလုပ်ပါနဲ့ဟုတ်ပါကျွန်တော် subscribe လေးလုပ်ခဲ့ပါနောက်ပြီး like လေးလည်းလုပ်ခဲ့ပါအောင်ဒါပါပဲခင်ဗျာယောပါပဲ